Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပဲတီထောင်းလေးလုပ်ဆက်ဖြစ်ပါတယ်။ဟောပစ္စည်းတွေကတော့ပဲတောက်ရှည်ရယ်ခရမ်းကျင်ဒီတံမြန်ဒီဖြစ်ပါတယ်။တံမဒီအဲ့နေရာမှာမကြီးရီကိုအစားထိုးသုံးပြနိုင်ပါတယ်ခင်ဗျာ။ရဲပြီးတော့ငွေတီ6ရယ်ငွေတီစိမ်းရယ်စစ်တုံးပြေကိုထောင်းပါမယ်။ထောင်းပြီးွားရင်တော့ကျွန်တော်တို့ပဲတောက်ရှည်ကိုထည့်ပါမယ်ခင်ဗျာ။ပဲတောက်ရှည်ကိုထည့်ပြီးတော့ဒီလိုမျိုးပဲတောက်ရှည်ကိုမကြီးတကြီးထောင်းပေးရပါမယ်။ပဲတောက်ရှည်တွေနည်းနည်းလေးခြေသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီခရမ်းကျင်တီတို့တံမတီတို့ထည့်ပါမယ်ခင်ဗျာခရမ်းကျင်တီကိုဒီလိုမျိုးစိတ်ကလေးစိတ်ပြီးတော့ထည့်ပေးပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့တံမြန်တီကိုထည့်ပါမယ်တံမြန်တီကိုလည်းအခေါ်ပါထည့်ပြီးတော့ထောင်းပေးရပါမယ်ဒီလိုမျိုးထောင်းတဲ့နေရာမှာထင်းချင်းတကြားကိုထည့်ပြီးတော့ထောင်းကြပါနဲ့ကျွန်တော်တော့ထင်းချင်းတကြားမရှိတဲ့ရေရိုးတကြားအဖြူကိုထည့်ပြီးတော့ထောင်းတာပါတယ်ခင်ဗျာအချုံမုတ်ထည့်မယ်ပြီးရင်တကြားထည့်ပါမယ်ခင်ဗျာဒီလိုမျိုးအထောင်းမှာအဓိကပဝင်ပစ္စည်းကတော့ဒီပါလာငါးငပိဖြစ်ပါတယ်အဲ့ဒီငါးငပိကအဓိကဖြစ်ပါတယ်ခင်ဗျာဒီငါးငပိမကောင်းရင်အဲ့အထောင်းနဲ့စားလို့မကောင်းပါဘူးခင်ဗျာကဲရသားတွေထည့်ပြီးဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ထောင်းပါမယ်ခင်ဗျာပဲတီးတဲ့ကိုရသားတွေစိတ်ဝင်သွားကျွန်တော်တို့နည်းနည်းလေးပြန်ထောင်းပေးပါမယ်ပြီးရင်ပကံနဲ့ထည့်ပြီးတော့စားလို့ရပါပြီခင်ဗျာကဲကျွန်တော်ကတော့သူ့ကိုတွဲစားမှာတော့ချစ်ကူကိုပြုတ်ထားပါတယ်ချစ်ကူပြုတ်ရဲနောက်ပြီးတော့ငချောက်ကြော်ထားပါတယ်အဲ့လိုမျိုးတွဲစားရင်အရန်စားလို့ကောင်းပါတယ်ကဲအဲ့ဒီပဲတီထောင်းလေးကိုသမင်းနဲ့ပဲစားမလားကောင်းကြီးနဲ့ပဲစားမလားမုတ်တီနဲ့ပဲစားမလားဘာနဲ့တွေ့စားအရင်စားလို့ကောင်းပါလိမ့်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ